အားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Bike ကြီးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပပေးရှင်တာကတော့ United အသင်းကဒီနေ့ဝါဟန်နဲ့အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ကိုညာကိုတရားဝင်ခေါ်ယူလိုက်တယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်သွားခဲ့ပြီးနောက်တဲ့ကစားမဖြစ်တဲ့ MV မိုတဲ့ဒီ United အသင်းကပြောင်းရွှေ့ကြီးကန်လှမ်းလိုက်ပေါ့နော်ပေါင်စံ40ကျော်လောက်နဲ့ကန်လှမ်းလိုက်တယ်ဒါပေမဲ့ Brentford ရဲ့ ချက်ချင်းကိုပယ်ချလိုက်တယ်ဘာဖြစ်လို့ဆိုတော့သူတို့နေတဲ့ဒီကစားမကိုဒီတက်ပို့ပြီးတော့လိုချင်တယ်ဒီကိုညာလောက်ကိုလိုချင်တာပေါ့နော်ဒီ Uber Hunter ကို United အသင်းကပေးခဲ့တဲ့ပြောင်းရွှေ့ကြီးပေါင်တန်း80နီးပါးလောက်ကိုဒီ MV မိုအတွက်ဒီ Brentford အသင်းကလိုချင်တယ်ပေါ့နော်ဒါကြောင့်မလို့ United အသင်းရဲ့ကန်လှမ်းမှုကိုပယ်ချလိုက်တယ်သူတို့တွေကဒီ initial offer ပေါ့နော်ဒီဆက်စချင်းအလုံးရင်းပေးရမယ်ပြောင်းရွှေ့ခြင်းကိုဒီ Brentford အသင်းက45နဲ့50လောက်ထိလိုချင်တယ်ပေါ့နော်တခြား arrow တွေပါဝင်65လောက်ထိဒီ Brentford အသင်းကဒီ MV မိုကိုအတွက်အလိုရှိနေတယ်ပေါ့နော်ဒီ United ကလည်းဒီကစားမနဲ့လုံးဝကိုပုံဝေးဆန်တဘောမျိုးရောက်သွားပြီအကုန်လုံးလာလာကိစ္စဘာညာစာချုပ်ကလည်းအကုန်နှိပ်ပြီးသွားပြီဒီပြောင်းရွှေ့ကြီးဒီ Brentford အသင်းနဲ့ပဲကျန်တော့နေပေါ့နော်ဒါကြောင့်မလို့ United အသင်းနဲ့ဒီ Brentford တောင်းဆိုတဲ့ကြီးကိုပြီးသွားမလားဆိုတာတော့ကျွန်တော်လာမယ့်ရက်တွေမှာဆက်လက်စောင့်ကြည့်ရမယ်ဒါတော့ဒီ MV မိုနဲ့ United တို့ကြားမှာဖြစ်ပေါ်နေတဲ့အပြောင်းအရွှေ့ကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ